ပြုံးလေးပြုံးနာလားကွယ်ဘာလို့ရှက်နေတာလဲတို့နှစ်ယောက်ကတရားဝင်ချစ်သူတွေပါကွယ်တယောက်နဲ့တယောက်စကားတွေမပြောလဲတယောက်စိတ်ကိုတယောက်နာလဲတယောက်နဲ့တယောက်ကြည့်ရင်ကြုံလဲတယောက်မြတ်တယောက်သိတယ်ချင်းချင်းနာနာမျက်မျက်နှုတ်နှုတ်နဲ့မပြောင်းလဲကဆုံးနိုင်မင်းတယောက်သာချစ်ပါမယ်ကိုရဲ့ပထမဦးဆုံးမိတ်ခံလေရှင်တွေခုံလိုက်တာတို့နှစ်ယောက်ချိန်တွေ့တဲ့နေ့တို့နှစ်ယောက်ပထမဦးဆုံးချိန်နဲ့နေ့သူနှစ်ဖူးလေးထက်ကိုမရဲပါပြီးချစ်လက်တွေကလည်းသူလက်ရှက်ရန်